ချီပိုးလို့ချင်လို့ဆိုတော့ရတာပေါ့ရှင်ချီပိုးမမကဘယ်လိုမျိုးပုံစံလေးထည့်လို့ချင်လဲပေါ့နော်အခုချင်းငယ်ပြပေးလိုက်မယ်ပစ္စည်းကကြတော့ဒီဇိုင်းမျိုးစုံရှိရပေါ့နော်ဒီဟာလေးတွေဆိုလို့ရှိရင်ထိုင်ခုတ်ပါချီပိုးလေးတွေဖြစ်တယ်ဒါလေးကိုမှဘယ် brand ကိုကြိုက်လဲပေါ့နော်ဒီ brand လေးတွေအစုံရှိပါမယ်ရှင်အိုင်မမရှိမယ်အကျဉ်းလေးပြောရမယ်ဆိုလို့ရှိရင်ဒီတစ်စိတ်လေးတွေလည်းရှိပါမယ်ရှင်ပြီးတော့ထိုက်ကုတ်ပါချီပိုးတွေမဟုတ်ဘူးဘေးလွယ်ချီပိုးလေးတွေလည်းရှိပါတယ်ရှင်ဒါလေးတွေဆိုလို့ရှိရင်မွေးကိစ္စကနေပြီးတော့မှသုံးလို့ရတဲ့ချီပိုးလေးတွေပေါ့နော်ဒါလေးလည်းအကျဉ်းမြင့်လေးပြပေးမယ်ဒါလေးကဆိုလို့ရှိရင်ဘယ်လိုမျိုးပုံစံလေးလဲဆိုတာတစ်ချက်ပြပေးလိုက်မယ်ပေါ့နော်ဒါလေးကဒီလိုမျိုးလေးလွယ်ပြီးတော့မှဘေဘီလေးမွေးကိစ္စကိုဒီထဲမှာပေးအိပ်ပြီးတော့မှလွယ်ရတဲ့ဟာလေးပါရှေ့ဒါလေးမှာဆိုလို့ရှိရင်ဒီမှာ adjust ပါရပေါ့နော်မေခန္ဓာကိုဝါတာပဲဖြစ်ဖြစ်ပိန်တာပဲဖြစ်ဖြစ်ဘလို့ဖြစ်ဖြစ်ပေါ့နော်ဘေဘီလေးလွယ်ရတဲ့နေရာမှာဘေဘီလေးရဲ့နေလို့ထိုင်လို့အဆင်ပြေဆိုပြီးတော့မှ adjust လုပ်ပြီးတော့မှလွယ်လို့အဆင်ပြေတယ်ပေါ့နော်ဒါလေးကကြတော့ဆိုင်းနေတဲ့အကြီးပေါ့နော်ပြီးတော့သူကချီချင်းသားလေးဖြစ်တယ်ဈေးနှုန်းအဖြစ်ဆိုရင် level 2000ပဲရှိရဒါလေးဆို1000စောစောလေးပဲရှိရပေါ့နော်ဈေးနှုန်း alike quality alike ပြီးတော့ချီပိုးကဒီဇိုင်းမျိုးစုံရှိတာဖြစ်တဲ့အတွက်ကိုမမလိုချင်တဲ့ပုံလေးကိုဆိုင်မကိုတိုင်ကိုကြလာရဝယ်ယူမယ်ဆိုလို့ရှိရင်တော့ဆိုင်လိုက်စာလေးကယူဇနာပလာဇာနီယူဇနာလန်နဲ့ဂရမလန်ရဲ့ထောင်မှာလောဝပိတ်မရှိဘဲနဲ့မနက်9နာရီနေပြီးတော့မှညနေ6နာရီထိဖလစ်ပေးထားပါတယ်ရှင်အခုဒီဗီဒီယိုကြည့်ပြီးတော့မှဒီဗီဒီယိုထဲမှာပြထားတဲ့ချီပိုးဒီဇိုင်းအသေးစိတ်ကိုတခုချင်းစီသိချင်တယ်ဆိုလို့ရှိရင်တော့သိချင်တဲ့ဒီဇိုင်းလေးကို screenshot လေးရိုက်ပြီးတော့မှဒီဗီဒီယိုရဲ့ comment လေးအောက်မှာ mark ခဲ့ပေးเนาะအဲဆိုရင်နောက်ဗီဒီယိုလေးမှာ reply လေးထောက်ပေးပါမယ်ရှင်